တတ္တဝါတွေဆိုတာကအပေါ်ယံကြည့်ရင်တော့ဟိုလူကအဆင်ပြေတယ်ဟိုလူကအဆင်မပြေဘူးဟုတ်လားအဆင်မပြေတဲ့လူကတော့တဏှာတရားအဆင်ပြေတဲ့လူကတော့တဏှာတရားတိတ်မရှိပါဘူးလို့ထင်ကြရရှိတယ်ဒါပေမဲ့ဉာဏ်ပညာမျက်လုံးကျဲလာလေလေတတ္တဝါတွေထဲမှာအဆင်ပြေတဲ့တတ္တဝါဆိုတာကိုရှာမရလေလေပဲလက်ခံမလားတော့မသိဘူးအဆင်ပြေတဲ့တတ္တဝါဆိုတာတကယ်တမ်းကတော့မရှိဘူးဆင်းရဲဒုက္ခရောက်နေတဲ့ဒုက္ခတွေပဲရှိတယ်ဟုတ်လားဒါပေမဲ့လူတွေကကိုယ့်တဲ့နည်းနည်းသာလဲဆိုတော့သူတို့ကတော့တော်တော်ကိုကောင်းနေမယ်လို့ရမ်းပြီးတော့ထင်ကြတာရမ်းကြတာရမ်းတာကိုလည်းအဟုတ်လို့တခါထပ်ပြီးတော့ထင်ကြပြန်တယ်ဟုတ်လားအဲ့လိုထင်ရင်းနဲ့ကိုယ့်အထင်ကိုယ့်အတွေးတွေနဲ့မှားပြီးရင်မှားရင်လို့ပဲပြောကြပါစို့ဟုတ်လားအဲ့ဒီတော့တတ္တဝါတွေဆိုတာတကယ်တမ်းကတော့ဒုက္ခတွေပဲအဲ့ဒီအမြင်ကြီးလာလေလေကရုဏာပွားဖို့လွယ်လာလေလေပဲဒီကိုသွားခြင်းတာနော်မြတ်စွာဘုရားကတတ္တဝါတွေရဲ့အကြောင်းကိုအတိဆုံးပဲဘလို့သိတော့ဆင်းရဲတွေဒုက္ခတွေလို့သိတယ်အတိဆုံးကိုလည်းပဲမြတ်စွာဘုရားကရုဏာရှင်ဖြစ်ရတယ်အတနာတဆုံးပေါ့ဟုတ်လားအဲ့လိုကရုဏာတရားကိုကြိုးစားပြီးတော့ပွားများတယ်နောက်မုဒိတာတတ္တဝါတွေရဲ့ကောင်းမှုအလျော်စွာရရှိထားတဲ့အကျိုးကျေးဇူးလေးတွေဆုံးရှုံးပျက်စီးမသွားကြပါစေနဲ့လို့တနည်းအားဖြင့်တတ္တဝါတွေအဆင်ပြေတာကိုဝမ်းသာနိုင်တဲ့သဘောပေါ့နော်မုဒိတာနောက်ဥပေက္ခကလည်းမရှိမဖြစ်နော်ဥပေက္ခကပို့လို့တော်မှမေတ္တာကရုဏာတို့တက်ပို့ပြီးတော့မြင့်မြတ်တယ်စင်ကြယ်တယ်ကြီးကျယ်တယ်သူကတုံ့လုံမှုကင်းတဲ့သဘောရှိတာမေတ္တာဆိုတာဘာပဲပြောပြောအလွန်တုံ့လုံတဲ့သဘောရှိတယ်ကောင်းသိခြင်းနဲ့ကောင်းသိခြင်းနဲ့နည်းနည်းလေးတော့ကြောက်ပြက်ခတ်တဲ့သဘောလေးမရှိဘူးလားရှိတယ်ကရုဏာဆိုလို့ရှိရင်သူကသူတော်ကောင်းတွေရဲ့နှလုံးသားကိုပင်ပန်းစေလို့ကရုဏာလို့ဆိုတာကိုဟုတ်လားကရုဏာဆိုလို့ရှိရင်လည်းဒါအလုံးကိုတုံ့လုံတဲ့သဘောရှိတယ်မုဒိတာကလည်းတုံ့လုံတဲ့သဘောရှိတာပဲဥပိ္ပခာကျတော့အဲ့လိုမျိုးမဟုတ်ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအဲ့ဒီကိစ္စကကာယကံရှင်ကိုယ်တိုင်ပြုခဲ့တဲ့အပြုအားလျော်စွာဖြစ်လာတဲ့ကိစ္စချမ်းသာတာကိုလည်းဆင်းရဲအောင်လုပ်လို့မရဆင်းရဲတာကိုလည်းချမ်းသာအောင်လုပ်လို့မရငါဘာမှဝင်ဆွတ်เสียမလို့ဘူးဆွတ်လို့လည်းမရဘူးဆိုတဲ့အမြင်ပေါ့ဟိုလိုပြောရရင်တော့လောကကြီးရဲ့အကြောင်းကိုပိုးပြီးတော့ခြေခြေပြက်ပြက်နဲ့နားလေသဘောပေါက်အဲ့ဒီကြမှာဥပိ္ပခာဆိုတာဖြစ်တာစာလိုပြောရရင်တော့ကံရဲ့အကျိုးကိုသိမြင်နားလည်ပြီးတော့နော်ဒါအကြောင်းအကျိုးသဘောတွေကိုသိတာလို့ပြောလို့မရဘူးလားရတယ်အဲ့ဒါလို့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗြဟ္မဝိဟာရတရား၄ပါးကိုကျင့်သုံးတော့ဘုရားလောင်းဟာဇန်၄ပါးကိုရတယ်ပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ဆိုပြီးတော့အဲ့ဒါဇန်ချမ်းသာနဲ့နေလိုက်တာနော်ဘယ်လောက်ကြာသွားတော့ဆိုတော့နှစ်ပေါင်း8400လောက်ကြာသွားတယ်အဲ့ဒီအချိန်မှာသူ့တွေကိုဘယ်သူမှမလာဒီလိုပဲချမ်းချမ်းသာသာနေသွားတာဒီလိုနဲ့နေလာရင်းနဲ့ဘုရားလောင်းမှာကစီးတဲ့ဥစ္စာတွေကအလွန်ကြီးတယ်ပြောခဲ့ပြီးသားနော်ပြတ်သက်ပေါင်း8400ဟုတ်လားရေကံပေါင်း8400နော်စင်ပေါင်းမြင်းပေါင်းမိဖုရားပေါင်းယရဏပေါင်းဗရမယယရဏအမှုရှိတဲ့ယရဏအစရှိသဖြင့်တော့မဆုံးနိုင်တော့အောင်များပြားတဲ့စီးတဲ့ဥစ္စာတွေကရှိနေတာအဲ့တော့ဒီနေ့တော့အဲ့ဒီသုဘဒမိဖုရားအမှုပြုတဲ့မိဖုရားတွေကဘုရားလောင်းကြီးကိုရောက်လာကြတယ်ဘာလို့ရောက်လာတော့ဆိုတော့သုဘဒမိဖုရားကပြောတယ်ငါတို့ဟာတဲ့ငါတို့ရဲ့အရှင်သခင်ကိုမဖူးမြော်ရတာကြာလာပြီအဲ့ဒီတော့ဒီကနေ့အလုံးဝါသောအဝတ်ကိုဝတ်ပြီးတော့တွားပြီးတော့ဖူးမြော်ရမယ်ဆိုပြီးတော့အဲ့ဒီပြတ်သက်ပေါ်ကိုတက်ကြတာတက်တော့ဘုရားလောင်းကအတန်လေးဆူလိုက်တာလူတွေလာသလားမသိဘူးတကားဘောက်ကိုဖွင့်ကြည့်တော့ဟုတ်တယ်တကားရဲ့အပြင်ဘက်မှာမှီးပြီးတော့ရက်နေတဲ့မိဖုရားကြီးယတနာအမှုပြုတဲ့မိဖုရားတွေအများကြီးကိုတွေ့ရတယ်တွေ့ရတော့ဒီတဲကိုမဝင်ခဲနဲ့တဲ့ဘုရားလောင်းကဒါလေအဲ့တော့အလုံးဆင်းသွားတာပေါ့ပြီးတော့မှအခိုင်းစီတယောက်ကိုဒီပလင်ကိုထန်းတော်တဲ့ကိုသွားခင်းလိုက်သူကရွှေထမ်းပင်ငွေထမ်းပင်တွေအများကြီးနဲ့တွေကဖန်ဆင်းပေးထားလို့ရှိနေတာတွေရှိတယ်အဲ့ဒီဥယျာဉ်တွေကိုသွားပြီးတော့ခင်းခိုင်းတာခင်းခိုင်းပြီးတော့ဘုရားလောင်းကအဲ့ဒီတလွန်တော်ပေါ်မှာလေအောင်ဆက်အဲ့ဒီကြတော့မိဖုရားတွေအကုန်လုံးလာပြီးတော့ခါစားအဲ့လိုခါစားတဲ့အခါမှာသူ့ဘာသာမိဖုရားကြီးကဘုရားလောင်းရဲ့ရုပ်ဆင်းအင်္ဂါကိုကြည့်တဲ့အခါကျတော့အထူးသဖြင့်တန့်ရှင်းကြည်လင်းနေတာကိုမြင်ရတယ်ဟုတ်လားအဲ့ဒါလိုမြင်ရတဲ့အခါကျတော့မိဖုရားရဲ့စိတ်ထဲမှာငါတို့ရဲ့အရှင်သခင်ဟာနတ်ရွာများစံလီမလားမသိဘူးသူကကြားဖို့ထားတဲ့ဘုဒ္ဓတရှိတယ်နတ်ရွာစံဃာနီးမှာငင်းကန်ဒီမိတောက်တီပို၍တောက်လာတဲ့သဘောမျိုးလို့ပေါ့လူတွေပြောကြတာရှိရနော်ကြည်လင်းတန့်ရှင်းလိုက်တာအဲ့တော့နတ်ရွာများစံလီမလားဆိုတဲ့စိုးရင်စိတ်သူ့မှာရှိတယ်ရှိတဲ့အခါကျတော့သူကဘာပြောတော့ဆိုတော့
Ita dewa sana zandihi zividi abikhan karohi အရှင်မင်းကြီးတဲ့နော်ဒီပိုင်ဆိုင်မှုတွေဒါတွေရဲ့အပေါ်မှာအလိုဆန္ဒတွေကိုမယုတ်သိမ်းလိုက်ပါနဲ့တဲ့ဒါတွေကိုဆွဲလန်းတဲ့စိတ်ရှိပါအောင်လို့ပြောတာဇီဝိတေအသက်၌အပိခံငက်ွက်ခြင်းကိုကရောဟိပြုပါအောင်တဲ့အသက်ရှင်ဖို့အတွက်နည်းနည်းလေးဂရုစိုက်ပါအောင်လို့ပြောတာနော်အဲ့ဒီမှာသူကစကားတွေကိုအများကြီးဆက်ပြောတယ်မင်းကြီးတဲ့ဟောဒီကုသဝတိမင်းနေပြည်အမှုပြုတဲ့မင်းနေပြည်ပေါင်း84,000ရှိပါတယ်အဲ့ဒါမင်းကြီးရဲ့ပစ္စည်းဥစ္စာတွေပါဒါတွေရဲ့အပေါ်မှာဆန္ဒစနေဟိဆန္ဒကိုဖြစ်စေပါနော်ဒါတွေရဲ့အပေါ်မှာအလိုဆန္ဒဖြစ်စေပါဆိုလိုတာကဒါတွေရဲ့အပေါ်မှာဒါတွေဟာငါဟာတွေဆိုတဲ့စိတ်ထားလိုက်ပါအောင်ဟုတ်လားအဲ့ဒါတွေကိုပြောပြီးတဲ့သူကဇီဝိတိအမိခံကရောဟိအသက်၌ငက်ွက်ခြင်းကိုပြုပါအောင်အသက်ရှင်ဖို့အတွက်ဂရုစိုက်ပါအောင်ချစ်လွန်းလို့မျက်နှိုးလွန်းလို့မင်းကြီးကိုရှောက်တာပါအဲ့လိုသူကအများကြီးပြောတယ်မိဖုရားကောင်း84,000မင်းကြီးရဲ့ပစ္စည်းတွေပါစင်ပေါင်း84,000ဒါတွေရဲ့အပေါ်မှာဆန္ဒကိုဖြစ်စေပါအသက်ရဲ့အပေါ်မှာငက်ွက်မှုကိုပြုတော်မူပါလို့ပြောတာအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကဘာပြောလို့ဆိုတော့မိဖုရားကြီးတဲ့သင်ဟာတစ်သက်လုံးငါရဲ့အကျိုးစီးပွားကိုလိုလားပြီးတော့ငါအတွက်အကျိုးရှိတဲ့မဲ့စကားကိုနှုံးညံ့ချိုတာစွာအမြဲတမ်းပြောခဲ့တယ်တဲ့အခုဘဝရဲ့နောက်ဆုံးအချိန်ရောက်တော့မှသင်ဟာငါအတွက်အကျိုးမရှိတဲ့ဘယ်နဲ့ကြောင့်နားမခံစရာကောင်းတဲ့ဒီလိုစကားမျိုးကိုပြောရတယ်လေတဲ့တသက်လုံးကောင်းတာတွေပြောလာပြီးကမှဒီကနေ့အချိန်ကြာတော့မှဒီလောက်မကောင်းတဲ့စကားကိုဘာကြောင့်ငါ့ကိုလာပြောတာတုံးဆိုတဲ့အဓိပ္ပာယ်အဲ့လိုပြောတဲ့အခါကျတော့မျက်ရည်နဲ့စမ်းစမ်းပေါ့လေမိဖုရားကြီးကအဲ့ဒီမှာဘုရားလောင်းကအဲ့လိုမပြောရဘူးဆိုပြီးတော့သင်ပေးတယ်နော်ဘယ်လိုသင်ပေးတုံးဆိုတော့တဗ္ဗေဟိဝဒေဝပိယေဟိမနာပေဟိနာနာဘာဝဝိနာဘာဝအညတာဘာဝမာခောတွန်ဒေဝတာပေခောကာလမကတိဒုက္ခတာပိခတကာလကိရိယာကရဟိတာတာပိခတကာလကိရိယာအဓိပ္ပာယ်ကဘာလို့ဆိုတော့မင်းကြီးတဲ့အလုံးစုံသောချစ်အပ်သောမျက်နှိုးအပ်သောအရာမှန်သမျှဟာပျက်စီးခြင်း၊ကိုယ်ကွင်းခြင်းနောက်ဆုံးရှိပါတယ်တဲ့ဒါတွေကိုသဘောပေါက်ပြီးတော့အလုံးစုံသောပစ္စည်းဥစ္စာတို့ရဲ့အပေါ်အလုံးစုံသောသင်္ခတတရားတို့ရဲ့အပေါ်မှာငက်ွက်ခြင်းမပြုပါနဲ့နော်ဒါတွေရဲ့အပေါ်မှာဘာမှငဲ့မနေနဲ့ဘာမှအာယုံပြုမနေနဲ့ဘာမှစိတ်ထဲမှာထားမနေနဲ့ဟုတ်လားနော်ဘာသူပြောတဲ့စကားလေးတွေကတော်တော်စိတ်ဝင်စားနေရတဲ့ကောင်းတယ်တပိခောကာလမကာတိတဲ့ငက်ွက်ခြင်းမရှိဘဲနဲ့သေခြင်းကိုပြုပါနော်ငက်ွက်ခြင်းမရှိဘဲနဲ့သေရမယ်သေတဲ့အခါမှာဘာမှမငဲ့ကွက်နဲ့လွတ်ဒါတွေရဲ့ပုံမှာတန်ရောစဉ်ပြက်ပြီးတော့တန်ရောစဉ်မပြက်နဲ့သေရမှာပဲလေဟုတ်တယ်မဟုတ်လားအေးဒါတွေရဲ့ပုံမှာတန်ရောစဉ်ပြက်ပြီးတော့သေခြင်းကိုပြုပါပေါ့ဘာဖြစ်လို့လဲဆိုတော့ငဲ့ကွက်ခြင်းနဲ့တကွသေရတာဟာဆင်းရဲတယ်တဲ့ဒုက္ခတပိခတကာလင်ကိရိယာတပိခတငဲ့ကွက်ခြင်းနဲ့တကွကာလင်ကိရိယာသေရတယ်ဆိုတာဒုက္ခတကယ့်ကိုဆင်းရဲတယ်တဲ့မပြတ်မသားနဲ့သေရတာအလွန်ဆင်းရဲတယ်ပေါ့နော်ကရဟိတတပိခတကာလင်ကိရိယာငဲ့ကွက်ခြင်းနဲ့တကွသေရတယ်ဆိုတာပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ကဲ့ရဲ့ခြင်းကိုလည်းခံရပါလေတဲ့လောကကြီးကလူအရေကြီးနေကြတာမဟုတ်နောက်အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့လူတွေလည်းရှိတာပဲလေဟုတ်လားငဲ့ကွက်ခြင်းနဲ့သေရခြင်းဒီဆင်းရဲတယ်ငဲ့ကွက်ခြင်းနဲ့သေရခြင်းဒီပညာရှိတွေရဲ့ကဲ့ရဲ့တာကိုခံရတယ်ဘာဖြစ်လို့လဲဆိုတော့ငက်ွက်လို့မဖြစ်တဲ့အရာကိုငက်ွက်ပြီးတော့တည်သွားတော့သူ့ရဲ့ဒုက္ခကိုသူရှာရရောက်တယ်သူမကောင်းတဲ့ဘဝကိုငက်ွက်ချင်းကြောင့်ပဲရလိုက်ပဲသူညံ့ရရောက်တယ်ဖြင်းရရောက်တယ်လို့ပြောလို့မရဘူးလားရတယ်ဒါကြောင့်မလို့ဘုရားလောင်းကသင်ပေးတာနော်အလုံးစုံသောသင်္ခါရတရားတွေဟာပျက်စီးသွားတာကြီးပဲဒါတွေကိုသိမြင်လာတယ်ပြီးတော့ဒါတွေရဲ့ပုံမှာငက်ွက်ချင်းကိုမပြုနဲ့သေတဲ့အခါမှာငက်ွက်ချင်းလုံးဝမရှိစေနဲ့ငက်ွက်ချင်းနဲ့တကွသေရတာအလွန်ဆင်းရဲတယ်ငက်ွက်ချင်းနဲ့တကွသေရတာဟာအလွန်ကဲ့ရဲ့စရာကောင်းတယ်အဲ့ဒါကြောင့်သူကဆက်ပြီးတော့ဗာပြောလို့ဆိုဣဋ္ဌဒေဝသန္နံပဇဟဇီဝိတိအပိခံမာကာတိတဲ့နော်ဒါတွေရဲ့အပေါ်မှာဆန္ဒကိုစွန့်လိုက်ပါဟောစောစောတုန်းကတော့ဆန္ဒကိုဖြစ်စီလို့သူကပြောနေတာနော်အခုဆန္ဒကိုစွန့်ပါတဲ့သန္နံပဇဟဆန္ဒကိုစွန့်လိုက်ပါနော်ဇီဝိတိအပိခံမာကာတိအသက်ရဲ့အပေါ်မှာတွေ့တာမမောတဲ့ငက်ွက်တဲ့စိတ်တွေကိုစွန့်လိုက်ပါမပြုပါနဲ့ကိုငက်ွက်လည်းပဲသူကအချိန်ကြတော့ဖြစ်သွားတာဘလို့မှတားလို့မရဘူးဒီကိစ္စနော်ဒါဘုရားလည်းမတတ်နိုင်ဘူးဟုတ်ရဲ့လားအဲ့တော့သဘာဝရဲ့လက္ခဏာတွေကိုအမှန်တိုင်းသိမြင်ပြီးတော့အဲ့လိုမျိုးချမ်းချမ်းသာသာဖြစ်အောင်ကိုလှုပ်တရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လား
အဲ့ဒါလို့ဘုရားလောင်းကသင်ပေးတာပေါ့လေစကားကိုပြင်ပြောပါဆိုတော့မှအဲ့တော့မိဖုရားကြီးကမျက်ရည်တွေကျပြီးစကားကိုပြင်ပြောတယ်မင်းကြီးအလုံးစုံသောသင်္ခါရတရားတွေသင်္ခါရတရားတွေဆိုတာအာလုံးပြည့်စည်သွားတဲ့သဘော၊ကိုယ်ကွင်းသွားတဲ့သဘောရှိပါတယ်။ဒါကြောင့်မို့လို့အာလုံးရဲ့အပေါ်မှာဘာမှမငဲ့ကွက်ပါနဲ့။ငဲ့ကွက်ခြင်းနဲ့တကွာတေရတာဟာအလွန်ဆင်းရဲပါတယ်။ငဲ့ကွက်ခြင်းနဲ့တကွာတေရတာဟာအလွန်ကဲ့ရဲ့စရာကောင်းပါတယ်။ဒါကြောင့်ဆန္ဒကိုစွန့်လိုက်ပါအသက်ရဲ့အပေါ်မှာလုံးဝမငဲ့ကွက်ပါနဲ့။အဲ့ဒါကိုတစ်ခုစီပြောရတယ်။သိလားဒီနန်းတော်ကြီးတွေဟာအရှင်မင်းကြီးကွင်ရမှာပြည့်စည်ရမှာဒါကြောင့်ဓာကြီးရဲ့အပေါ်မှာဇွဲလန်းမနေနဲ့ဟုတ်လားဆန္ဒကိုစွန့်လိုက်နော်တရားဓမ္မတို့ဦးဇင်းတို့ဘဝရဲ့နောက်ဆုံးချိန်မှာအကောင်းဆုံးစကားကိုပြောတတ်တဲ့ပုဂ္ဂိုလ်ကိုရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်ဟုတ်ရဲ့လားအခုဘုရားတောင်းတော်မှာမိဖုရားကြီးကိုမပြောတတ်လို့ဘာလို့နေရတော့သင်ပေးနေရတယ်သင်ပေးနေရတယ်ဟုတ်လားအဲ့ဒါလို့ဘုရားလောင်းကသင်ပေးတော့အကုန်လုံးမျက်ရည်လျက်နဲ့ပြောတယ်အဲ့ဒါတွေအကုန်လုံးပြောပြီးတော့ဒါဦးဇင်းကအလွန်အနှစ်ချုပ်ပြီးတော့ဟောနေတာနော်ဒီတရားကိုဟုတ်လားအဲ့ဒါလို့လည်းပြောပြီးတော့ဘုရားလောင်းကနဲ့ရွာဆံပြီးတော့သူကတော့ဗြဟ္မပြည်ရောက်တယ်ပေါ့နော်အဲ့ဒီမှာဘုရားလောင်းသုတိလိတ်ကြတယ်ဆိုတာကလည်းဘလောက်တက်တာတော့ဆိုရင်ပြောထားတာမြတ်စွာဘုရားကသူ့ရဲ့တည်ခြင်းဒုက္ခကတတိတယောက်ကောင်းကောင်းမွန်မွန်စားတောက်ပြီးတော့ထမင်းစီရစ်တဲ့လောက်ပဲရှိတယ်တဲ့နော်ဗိုက်တင်းလိုက်တာနည်းနည်းလေးရစ်တစ်ကလေးဖြစ်တာလေးလောက်ဒီလောက်ပဲရှိတယ်အဲ့ဒါလောက်နဲ့သူသုတိလိတ်ကြပြီးတော့ဗြဟ္မပြည်ရောက်သွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကဗာဆက်ပြောဆိုခြေသားအနန္ဒာတဲ့အဲ့ဒီတုန်းကအဲ့ဒီသုရတနာစัจ जा မင်းကြီးဆိုတာတခြားလူလို့မအောင်မင်းနဲ့အဲ့ဒါငါကိုယ်တိုင်ဖြစ်ခဲ့တာတဲ့နော်ငါဟာသူများဖြစ်ခဲ့တာတွေကိုတဆင်ကြားလို့ပြောတာလည်းမဟုတ်ဘူးမြင်လို့ပြောတာလည်းမဟုတ်ဘူးငါကိုယ်တိုင်ဖြစ်ခဲ့တာကိုငါကိုယ်တိုင်သိပြီးတော့ပြောတာဘာမှတန်တရားမဖြစ်နဲ့ဆိုတာကိုပြောတာတဆင်ကြားတာကမဟုတ်နော်အဲ့ဒီတုန်းကငါစဉ်းစားမြတ်စွာဘုရားသုံးသပ်ပြပုံကလေးကိုဦးဇင်းကတော်တော်သဘောကျတယ်ဒီအချက်ကလေးကိုလည်းပြောချင်တယ်ဘာသုံးသပ်ပြတော့ဆိုတော့ငါမှာကုသဝရီမင်းနေပြည်အမှုပြုတဲ့မင်းနေပြည်ပေါင်း8400ဆိုတာရှိခဲ့တယ်တဲ့8400ရှိပြီမလို့ငါတကယ်တမ်းနန်းဆိုင်ပြီးတော့ထိုင်ခဲ့ရတာတော့ကုသဝရီမင်းနေပြည်တစ်ခုတည်းပဲတဲ့နော်ငါမှာသူ့ဘာသာမိဖုရားကြီးအမှုပြုတဲ့မိဖုရားပေါင်း8400ရှိတယ်ဒါပေမဲ့ငါတကယ်တမ်းပေါင်းသိခဲ့တာမိဖုရားတစ်ယောက်တည်းပါတဲ့နော်ငါမှာပြီးတော့ပြတ်သက်ပေါင်း8400ရှိတယ်ငါတကယ်နေရတာကပြတ်သက်ဆောင်တစ်ခုတည်းပါ8400ရှိခဲ့တယ်ဒါပေမဲ့တကယ်အသုံးချတာကတစ်ခုတည်းဆိုတာကိုမြတ်စွာဘုရားပြောသွားအဲ့ဒီအချက်ဟာအလွန်စိတ်ဝင်စားစရာစဉ်းစားစရာကောင်းတဲ့အချက်နော်ဝေလေတော်ပေါင်း8400သူရှိတယ်ဒါပေမဲ့ငါဝေးရတာတစ်စုံမှထမင်းဥပေါင်း8400ငါဒီကိုဆက်တက်လာကြတယ်ငါတကယ်စားတာကထမင်းတအုပ်ထဲပါဦးဇင်းပါရွေချက်နဲ့ပြောတယ်သဘောပေါက်မယ်ထင်ပါတယ်နော်လူတွေကအားလုံးငါပိုင်တယ်ဆိုလို့ရှိရင်အကုန်လုံးငါဟာလို့လောက်ကြတာဒါပေမဲ့ကိုယ်တကယ်သုံးဆောင်တာကိုယ်နဲ့တကယ်ဆက်တာဟာအစိတ်ပိုင်းတိတ်တိတ်လေးပါအားလုံးအတွက်ဝင်တော့ဝင်မိုးကြီးကိုသာကိုယ်တကယ်တမ်းကရနေတာကိုယ်တကယ်သုံးရတာကနည်းနည်းလေးအဲ့ဒါလို့တွေးခြင်းအပြင်အမှန်တရားကိုမြင်ပြီးတော့လောဘတွေနည်းတယ်ဆိုတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့နောက်မို့ရှင်ဉာဏ်ကမျက်စိလဲပြီးတော့ဟိုကလည်းငါဟာဒီကလည်းငါဟာအကုန်လုံးငါနဲ့ဆိုင်နေကြီးထင်နေတာတကယ်တမ်းကအကုန်လုံးကိုတကယ်ဆိုင်လို့ဟောရသလားမရပါဘူးဟုတ်တယ်မို့လားတကယ်သုံးရတယ်ဆိုတာကိုယ့်အတွက်တကယ်အသုံးတည့်တယ်ဆိုတာကနည်းနည်းလေးပါအကုန်လုံးဝေးမျှပြီးတော့သုံးညဆွဲရတာဒါကြောင့်ပိဿပေါင်းတို့ကတော့ပစ္စည်းဥစ္စာရှာတဲ့နေရာမှာဒီလိုအမြင်လေးတွေရှိဖို့လိုတယ်နော်ကိုယ်တကယ်တမ်းသုံးရတာကအစိပ်ပိုင်းတစ်ခုနော်အားလုံးဝေမျှပြီးတော့သုံးညဆွဲကြတာမတရားသဖြင့်ပစ္စည်းရှာမိမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အလွန်မနစ်နာဘူးလားနစ်နာတာပေါ့ထားပါတော့လေအဲ့ဒီကိစ္စတွေပြောရင်ပြောစရာတကားတွေအများကြီးကျဲလာမှာနော်ဦးဇင်းသိတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတို့တော့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာ8400အများကြီးပိုင်ခဲ့ပြီမလို့ငါတကယ်အသုံးပြုတာကတစ်ခုစီပါတဲ့အဲ့ဒီမှာဗာဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်ဆိုတော့စိတ္တအနန္တကြည်ပါတဲ့မြင်အောင်ကြည်ပါအဲ့ဒီလိုသင်္ခါရသဘောတရားတွေဟာမခိုင်မြဲတဲ့သဘောရှိတယ်မမြဲတဲ့သဘောရှိတယ်မခိုင်မာတဲ့သဘောရှိတယ်မသက်သာတဲ့သဘောရှိတယ်ဒါကြောင့်ဒီသင်္ခါရတရားတွေရဲ့ပုံမှာညီးငွေ့တဲ့စိတ်ဖြစ်ဖို့သင့်တယ်တဲ့ဒီသင်္ခါရတရားတွေရဲ့ပုံမှာဆွဲလန်းတဲ့စိတ်ကင်းဖို့သင့်တယ်တဲ့နော်အဲ့ဒါလိုဆွဲလန်းတဲ့စိတ်ကင်းအောင်ကျင့်ပြီးတော့ဒီသင်္ခါရတရားတွေရဲ့ပုံမှာဆွဲလန်းမှုမမောမှုမရှိအောင်သင်ကျင့်ခြင်းကသင်တို့သင့်တယ်တဲ့အဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကဗာဆက်ပြီးတော့ပြောပြန်လို့ဆိုတော့จิตအာနန္ဒာဟ
ဒီကုသဝရီမင်းနေပြီဖြစ်ခဲ့ဘူးတဲ့ဒီကုသိနာယုံမှာငါဘုရားဟာအဲ့ဒီစကြဝဠာမင်းဘဝနဲ့6ကြိမ်တိုင်နော်စကြဝဠာမင်းကို6ခါဖြစ်ခဲ့ရတယ်အဲ့တော့ကြီးကျယ်တဲ့စီးစိမ်ကို6ကြိမ်ဆက်ရတာနောက်6ကြိမ်တိုင်ဖြစ်ခဲ့တယ်အခုဒီခန္ဓာကိုယ်ကိုငါဒီမှာစွန့်မှာ9ကြိမ်မြောက်စွန့်ခြင်းပဲတဲ့မြတ်စွာဘုရားက10ကြိမ်မြောက်မြတ်စွာဘုရားမှာခန္ဓာကိုစွန့်ရမယ်ဆိုတာမရှိတော့ဘူးတဲ့ဒါလေးကိုလည်းပြောသွားသေးတယ်မြတ်စွာဘုရားကဟုတ်လားစကြဝဠာမင်းဘဝနဲ့6ကြိမ်မြတ်စွာဘုရားရဲ့ဘဝနဲ့1ကြိမ်ဆိုတော့အလုံး9ကြိမ်နော်9ကြိမ်မြောက်မြတ်စွာဘုရားဒါစွန့်10ကြိမ်မြောက်ဒီနေရာကိုထပ်ပြီးတော့လာရအကြောင်းမရှိဘူးဘယ်နေရာမှလာရအကြောင်းမရှိပါဘူးဟုတ်လားအဲ့လိုမြတ်စွာဘုရားကဟောပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့အလုံးရတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်နော်ဦးဇင်းတို့ဗမာရီအတုဝချတဲ့အခါမှာရွတ်ကြတာရှိတယ်ရတယ်မဟုတ်လားဒီလိုပြောလိုက်ရင်သိမယ်ထင်ပါလေနေသာဝတ္တသင်္ခါရဥပ္ပါဒဝေယဓမ္မိနောဥပ္ပိစိတဝါနိရောဇန္တိတေတံဥပသမောဒုက္ခောရတယ်မဟုတ်လားဒီမှာအဲ့ဒါတွေမရွတ်ရဘူးလားမရွတ်ရဘူးလားနော်အဲ့ဒါပဲဦးဇင်းတို့နိုင်ငံကိုဒီပြင်နိုင်ငံကလိုက်မမီတဲ့အချက်ကဟဲတခါကြီးမှန်ဗျာနော်ဒီပြင်နိုင်ငံတွေကိုကျွတ်တို့နိုင်ငံကလိုက်မမီတဲ့အချက်တွေကလည်းအများကြီးရှိပါတယ်ဒါလည်းဦးဇင်းတို့သဘောပေါက်ပါတယ်ဟုတ်လားဒါပေမဲ့ဦးဇင်းတို့နိုင်ငံကိုဒီပြင်နိုင်ငံကလိုက်မမီတဲ့အချက်တွေလည်းအများကြီးရှိတယ်ဆိုတာကိုလည်းဦးဇင်းတို့သိပါတယ်ဟုတ်လားအနေစာဝတ္တသင်္ခါရဥပ္ပါဒဝေယဓမ္မိနောဥပ္ပိစိတဝနိရောဇန္တိတေတံဥပသမောဒုက္ခောတဲ့အဓိပ္ပာယ်ကအလွန်ကောင်းတယ်ဒါလေးများသောအားဖြင့်ကတော့မတိပဲနဲ့ရှေ့ကလူရွတ်တာနောက်ကလူရပြီးတော့ရွတ်သွားကြတာတွေကများပါလေဟုတ်လားအနိစ္စဝတ္တသင်္ခါရတရားတွေဆိုတာမမြဲလေစွာတကားလို့သူကညီးတန်ကလေးနဲ့ဆိုတာအနိစ္စဝတ္တဆိုတာစင်စစ်တကယ်ကိုပဲဆိုတဲ့အဓိပ္ပာယ်ပေါ့သင်္ခါရတရားတွေကအနိစ္စမမြဲဘူးအဲ့ဒါတကယ်ဆိုတာကိုလေးလေးနက်နက်ဖြစ်အောင်ပြောတာအနိစ္စဝတ္တသင်္ခါရတရားတွေဟာတကယ်ကိုမမြဲကြဘူးဥပ္ပိစိတဝါလိရုဇန္တိဖြစ်ပြီးရင်ချုပ်ပြောက်သွားတာကြီးပဲဟုတ်လားနေဇဝတ္တသင်္ခါရဥပ္ပါဒဝေယဓမ္မိနောဥပ္ပါဒဝေယဓမ္မိနောဖြစ်ပြီးရင်ပြတ်တဲ့သဘောတရားတွေဥပ္ပိစိတဝါလိရုဇန္တိဖြစ်ပြီးရင်ချုပ်ပြောက်သွားကြတာနော်တေတံဥပသမောဒုက္ခောတဲ့အဲ့ဒီဖြစ်ချင်းပြည့်ချင်းနှစ်ပါးကလွတ်ကင်းနေတဲ့နိဗ္ဗာန်တည်တာလည်းတကယ်ချမ်းသာအစစ်ပါလို့ပြောတာအဲ့ဒီဂါထာလေးကနော်ဘဝကိုညီးငွေတဲ့စိတ်နဲ့ဘဝတန်တရားကလွတ်မြောက်ဖို့တွန်းအားပေးတဲ့စကားလေးတွေလို့ပြောရင်ပြောလို့မရဘူးလားရတယ်အဲ့ဒီဂါထာလေးကိုမြတ်စွာဘုရားရွတ်ပြီးတော့ဦးဇင်းတို့မဟာသုဒ္ဓနာသုတ်တံကိုဏိကုံးချုပ်တာအဲ့တော့ဦးဇင်းတို့ပိဋကတို့ကိုပြောခဲ့တယ်နော်အချိန်ရသေးလို့ရှိရင်ဝေပုံလပပ္ပဒသုတ်တံကိုဆက်ပြောမယ်ဆိုတာအချိန်ကနည်းနည်းရသေးတယ်ဟုတ်လားဘာဖြစ်လို့ဦးဇင်းကဆက်ပြောခြင်းလုံးဆိုတော့သင်္ခါရတရားတွေရဲ့အနိစ္စဖြစ်ပုံကိုမြတ်စွာဘုရားအကြောင်းအမျိုးမျိုးနဲ့နော်ဒေသနာမှာလိမ္မာတဲ့ဉာဏ်နဲ့အမျိုးမျိုးဟောတာအဲ့ဒီအချက်ကိုပေါ်လွင်ထင်ရှားစေခြင်းလို့ပြောတာဟုတ်ရဲ့လားအနိစ္စကိုသိဖို့ဟာလောကမှာအရေးကြီးဆုံးပဲတကယ်တမ်းကအနိစ္စကိုသိရင်ဒုက္ခဆိုတာသိလိမ့်မယ်အနတ္တဆိုတာကိုသိလိမ့်မယ်အနိစ္စကိုသိခြင်းအပြင်အဆုံးစွန်ရမယ့်ချမ်းသာကတော့နိဗ္ဗာန်ချမ်းသာပဲဒါပေမဲ့နိဗ္ဗာန်ချမ်းသာကိုမရသေးခင်မှာလည်းပဲဒီအနိစ္စချက်ကိုသိခြင်းအပြင်လောကကြီးမှာချမ်းချမ်းသာသာအေးအေးချမ်းချမ်းနေကိုနေနိုင်လိမ့်မယ်အများရဲ့ပုံမှာမေတ္တာလည်းထားနိုင်တယ်စိတ်သဘောထားလည်းကြီးလိမ့်မယ်ကောင်းမြတ်တာတွေအားလုံးအနိစ္စကိုမြင်အောင်လေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုရောက်လာမယ်လို့ဦးဇင်းကတော့ယုံကြည်တယ်နော်စိတ်ပိုင်းဆိုင်ရာမှာဒါကြောင့်မို့အနိစ္စကိုမြင်တဲ့အချက်တွေအရေးအကြီးကအကြီးဆုံးပဲအနိစ္စလက္ခဏာကိုမြင်ခြင်းဒီလက္ခဏာရေး၃ပါးကိုမြင်တဲ့နေရာမှာအခြေခံအကြဆုံးနော်အဲ့ဒီလက္ခဏာရေးကိုမမြင်မဲနဲ့လည်းပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတယ်ဆိုတာမရှိဘူးဟုတ်လားဒါကြောင့်အနိစ္စကိုမြင်တဲ့အချက်ဟာအလွန်အရေးကြီးတဲ့နေရာမှာမရှိဘူးလားရှိတယ်အဲ့တော့အနိစ္စကိုမြင်ဖို့အတွက်အထောက်အကူပြုမဲ့သုတ်တန်ဒေသနာတွေကိုလည်းအများကြီးကြားဖို့ထားဖို့တော့လိုမယ်အဲ့တော့ဦးဇင်းတို့ဒီဒေသနာလေးကရိုးရိုးလေးနဲ့စိတ်ဝင်စားစရာကောင်းတယ်မြတ်စွာဘုရားရာဇဂိုမြို့မှာသတင်းသုံးတော်မူစဉ်ကာလရဟန်းတော်တွေကိုဟောခဲ့တာဒီသုတ်တန်လေးကဦးဇင်းတို့ရာဇဂိုဆိုတာကတောင်ငါးလုံးကာခုရာဇဂိုလို့ကြားလို့နော်အဲ့ဒီတောင်ငါးလုံးထဲမှာဦးဇင်းတို့ဝေပုံလပပ္ပတဝေပုံလတောင်ဆိုတာရှိတယ်အဲ့ဒီဝေပုံလတောင်ကိုမြတ်စွာဘုရားကလက်ညှိုးညွှန်ပြပြီးတော့ရဟန်းတော်တွေကိုဟောတာချက်သားတို့တဲ့အခုဝေပုံလတောင်ကြီးကိုကြည့်ပါလို့အားလုံးကြည့်ကြတယ်ပေါ့မြင်ပြီဆိုတော့မြတ်စွာဘုရားကချက်သားတို့တဲ့ဟောဒီဝေပုံလတောင်မှာဟောဒီကဘာရဲ့အစောပိုင်းကာလလောက်ကနော်ဦးဇင်းတို့ဒီကဘာကြီးမှာဘုရားဘယ်နှစုပွင့်มาလို့ကြားဖို့တော့
50ခုပဲစုပွင့်သွားပြီးပြီတော့40ပထမဦးဆုံးပွင့်တဲ့မြတ်စွာဘုရားကကောက်ကုတံလို့ရေးတယ်နော်ကာကုတံဟုတ်လားဒါပေမဲ့ဘယ်လိုလုပ်ပြီးတော့မှားယွင်းစွာဖတ်ကြတယ်သူကောက်ကုတံနဲ့ဖတ်ကြတာများတယ်ဟုတ်လားအဲ့ဒီကောက်ကုတံမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်တဲ့အဲ့ဒီကောက်ကုတံမြတ်စွာဘုရားပွင့်တော်မူတော့ကဒီဝေပုံလတောင်ကြီးဟာနော်ပါရှိနဝန္တဆိုတဲ့နာမည်နဲ့အလွန်ထင်ရှားတယ်တဲ့တောင်ကြီးရဲ့နာမည်ကပါရှိနဝန္တအဲ့ဒီတောင်ကြီးကအဲ့ဒီတုန်းကအလွန်မြင့်မားတယ်တဲ့တောင်ထိပ်ကိုရောက်ချင်ရင်4ရက်လောက်တက်ရတယ်အောက်ကိုရောက်ချင်ရင်4ရက်လောက်အချိန်ယူပြီးတော့ဆင်းရတယ်တောင်ကြီးကအလွန်မြင့်တယ်အဲ့ဒီတုန်းကကောက်ကုတ္တမြတ်စွာဘုရားလက်ထက်တုန်းကလူသားတွေကတီဝရနော်လူသားမျိုးနွယ်ရဲ့နာမည်ကတီဝရအဲ့ဒီတီဝရမျိုးနွယ်လူသားတွေရဲ့တက်တန်းဟာအဲ့ဒီတုန်းက4000လောက်တောင်ရှိတယ်တဲ့တက်တန်းအလွန်ရှိတယ်ပေါ့နော်အဲ့ဒီကောက်ကုတ္တမြတ်စွာဘုရားလောကကြီးမှာပွင့်တော်မူတော့ဒီတောင်ကြီးရဲ့အခြေအနေကိုမြတ်စွာဘုရားကပြန်ပြောင်းပြီးတော့ကြည့်ပြီးတော့ပြောတာဟုတ်လားအဲ့ဒါလိုပြောပြီးတော့အဲ့ဒီတုန်းကကောက်ကုတ္တမြတ်စွာဘုရားလည်းပြိဋိဘံဆံသွားပြီလက်ဝဲရံလက်ရတော်ရံနေလည်းပြိဋိဘံဆံသွားကြပြီပါရှိနဝန္တလို့အမည်ရတဲ့တောင်ကြီးဟာလည်းသူ့ရဲ့နာမည်ပျောက်သွားပြီတဲ့ခုပါရှိနဝန္တလို့မရှိတော့အဲ့ဒီတုန်းကတိဝရမျိုးနွယ်လူသားတွေလည်းတယောက်မှအခုမရှိတော့ဘူးအလုံးဟာချုပ်ခဲ့ပြီပျောက်ခဲ့ပြီပြီးခဲ့ပြီဆုံးခဲ့ပြီကုန်ခဲ့ပြီတဲ့မရှိတော့နိခတတရားတွေကအဲ့လိုပျက်စီးတတ်တဲ့သဘောရှိတယ်မခိုင်မာတဲ့သဘောရှိတယ်ခေတ္တခေတ်ကိုပိုင်းခြားပြီးတော့အနိစ္စအချက်ကိုမြင်အောင်ပြောတာဟိုတက္ကမတို့ဦးဇင်းတို့လောကမှာအဲ့ဒီအသိဉာဏ်လေးတွေကလိုတယ်ဗျနော်အခုဖြစ်နေတဲ့ဒီအခြေအနေအကုန်လုံးဟာနောက်နှစ်တရာလောက်အတွင်းမှာအကြီးအကျယ်ပြောင်းလဲသွားတဲ့အကြောင်းရှိဘူးလားရှိတယ်ဦးဇင်းကအလွန်တိုးတက်တဲ့ဒီတိုက်ဒီကားတွေကိုမြင်တိုင်းအချက်တစ်ချက်ကိုခဏသတိရတယ်အဲ့ဒါဘာလို့ဆိုတော့ဒီအခြေအနေကိုသာမင်းလုံးမင်းကြီးမြင်မယ်ဆိုရင်ယူမြန်ယူလေမလားမသိဘူးဆိုတဲ့အချက်အဲ့ဒါကိုဦးဇင်းခဏတိုင်းအမှတ်ရတယ်အဲ့လိုမှတ်ရရင်လည်းဘာဆက်ပြီးတော့ဦးဇင်းကစဉ်းစားမိတော့ဆိုဟောဒီလူတွေလည်းနောင်လာမဲ့အနှစ်တရာလောက်ကိုသာကြိုးမြင်ရင်ယူမြန်ယူလေမလားမသိဘူးဆိုတဲ့အချက်ကိုသိတဲ့အထင်ကြီးမနေနဲ့နော်ဟုတ်လားနောင်အနှစ်တရာလောက်ဆိုရင်ဘာတွေဖြစ်နေမှာလို့ပြောနိုင်မလားဒီလိုပဲပြောင်းလဲနေကြတာပဲလောကကြီးကဘာမှထူးဆန်းတဲ့ကိစ္စကိုပြောင်းလဲခြင်းမရှိတာဟုတ်တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့အခုမြတ်စွာဘုရားကအဲ့ဒီအချက်ကလေးတွေကိုဒါပြောနေတာပါပဲသဘောတော်ကမတူဘူးလားတူတယ်အဲ့ဒီတော့ကပါရှိနဝန္တတောင်ကြီးအခုတောင်ကြီးကတော့ရှိသေးတယ်ဝေပုံလဆိုပြီးတော့အနာမည်မရှိတော့တာဟုတ်လားလူမျိုးတွေအကုန်လုံးသိဆုံးခဲ့ပြီမရှိတော့ဘူးနောက်ဘာဆက်ပြောတော့ဆိုတော့အဲ့ဒီနောက်ကာလတွေကြာလာတဲ့အခါကျတော့ဟောဒီလောကမှာဟောဒီကကပ္ပမှာနော်ကောဏဂုံဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်တဲ့အဲ့ဒီကောဏဂုံမြတ်စွာဘုရားပွင့်တဲ့အခါကျတော့လက်ရတော်ရံလက်ဝဲတော်ရံတွေရှိသေးတာပေါ့ဘိညောတဥတ္တရလို့ဆိုတာရှိတယ်နော်ကောက်ကုတ္တမြတ်စွာဘုရားကတော့ဝိဒုဒနဲ့တိန်စီဝတဲ့ဦးဇင်ကပြောဖို့မေ့သွားတယ်လက်ဝဲရံလက်ရရံတွေရှိတယ်မြတ်စွာဘုရားဉာဏ်တော်နဲ့ပြန်ကြည့်ပြီးတော့သိပြီးတော့ပြောနိုင်တာဒါကမှမဟုတ်ဦးဇင်တို့အလိုရဆိုသိတဲ့အကြောင်းဘာမှမရှိဘူးနော်လွန်ခဲ့တဲ့ကုခေသိပ္ပံပညာရှင်တွေကမျိုးစမ်းသပ်ပြီးတော့နှစ်သန်းပေါင်းဘလောက်လို့တော့ပြောတာပဲဟုတ်လားတချို့ဆိုရင်သန်းပေါင်းဘယ်နှထောင်ကလို့ပြောတာပဲဟုတ်လားပြောတော့ပြောကြတာပဲเนาะတကယ်ကြီးမှန်မြဟုတ်လားထားပါတော့လေအဲ့တော့မြတ်စွာဘုရားကအဲ့ဒီကောက်ကုတ္တမြတ်စွာဘုရားပွင့်ပြီးတဲ့နောက်ကောဏဂုံမြတ်စွာဘုရားပွင့်နေတဲ့ကောဏဂုံမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့ဒီတောင်ကြီးရဲ့နာမည်ကတမျိုးပြောင်းသွားပြန်တယ်ပါဠိနဝန္တမဟုတ်တော့ပြန်ဘူးတဲ့ဝင်ကလို့အမည်ရတယ်တဲ့တောင်ကြီးကတောင်ကြီးနာမည်ပြောင်းသွားတယ်နော်တောင်ကြီးနာမည်ပြောင်းသွားတယ်လို့လူသားတွေရဲ့နာမည်တွေကလည်းပဲပြောင်းသွားတယ်ရောဟိတတလည်းဖြစ်သွားပြန်ပြီနှစ်တွေကလည်းတော်တော်ကြီးကိုကြာသွားပြီဟုတ်နော်အဲ့ဒီရောဟိတတဆိုတဲ့လူမျိုးတွေရဲ့တက်တန်းကအဲ့ဒီတုန်းက3000လောက်ရှိတယ်တဲ့အဲ့ဒီတုန်းကပါဠိနဝန္တတို့အမည်ပြောင်းလာရာကနေဝင်ကကဖြစ်လာတဲ့တောင်ကြီးကလည်းပဲတောင်ကြီးကနည်းနည်းနှိမ့်သွားတယ်နော်3ရက်တက်ပြီးတော့3ရက်ဆင်းရတယ်အပေါ်ရောက်ခြင်း3ရက်တက်ရတယ်အောက်ရောက်ခြင်း3ရက်ဆင်းရတယ်တောင်ကဘာဖြစ်သွားတော့နှိမ့်သွားတယ်အခုအဲ့ဒါတွေဘာမှမရှိတော့ဘူးတဲ့အကုန်လုံးပျက်စီးသွားပြီအကုန်လုံးအစအနပျောက်သွားပြီဒါမြတ်စွာဘုရားကဉာဏ်တော်ကြီးလို့ပြန်ပြီးတော့ဖော်ထုတ်ပြီးတော့ပြောနိုင်တာနော်အဲ့ဒီမှာမြတ်စွာဘုရားဆက်ပြီးတော့ပြောပြန်တယ်အဲ့ဒါလိုနဲ့ကာလတွေရွေလျားပြီးတော့ကြားလာပြန်တော့ကတ္တပမြတ်စွာဘုရားဆိုတာပွင့်ပြန်နေတဲ့အဲ့ဒါလိုကတ္တပမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့လက်ဝဲတော်ရံလက်ရရံကဘာရောရာဇာနဲ့တိတ်တမထေပေါ့ဟုတ်လားအဲ့ဒီတော့ဒီဝင်ကကတောင်ကြီးကဝင်ကကတောင်ဆိုတဲ့နာမည်ပျောက်သွားတယ်ပျောက်သွားပြီးတော့တောင်ကြီးရဲ့နာမည်ကသူပတ္တလို့အမည်ရပြန်တယ်တဲ့ကောင်းကောင်းမြင်ရတဲ့တောင်ပေါ့နော်သူပတ္တလို့အမည်ရပြန်တယ်
အဲ့ဒီကတ္တဗမြတ်စွာဘုရားလက်ထက်မှာလူသားမျိုးနွယ်တွေရဲ့နာမည်ကသုတ်ပိယမျိုးနွယ်လို့နာမည်ရကြတယ်တဲ့အဲ့ဒီတုန်းကလူသားတွေဟာနှစ်ပေါင်း2000လောက်အသက်ရှည်တယ်နော်အဲ့ဒီသုပတ္တဆိုတဲ့တောင်ကြီးကတော့အပေါ်ရောက်ချင်ရင်2ရက်လောက်တက်ရတယ်အောက်ရောက်ချင်ရင်2ရက်လောက်ဆင်းရတယ်တောင်ကဘာဖြစ်သွားတော့နှိမ့်သွားတယ်တောင်ကနှိမ့်သွားတာလားမြေကြီးတွေကမြင့်လာတာလားဒါစဉ်းစားတွေကတော့ရှိတယ်နော်အခုဒကာဓမ္မတို့ဦးဇင်းတို့ရှင်းတော့ကအကြောင်းအရာတွေကိုသိကျင်လို့ရှိရင်မြေကြီးတွေကိုတူးကြည့်ရတာမဟုတ်လားမြေကြီးကတဖြည်းဖြည်းနဲ့မြင့်လာတယ်ဆိုတာကတော့အလွန်သေးကြတယ်နော်ဘုရားတည်စုနဲ့တည်စုကြမြေကြီးတည်ယူစနာတက်တယ်လို့ဒါရှင်းဟောင်းစကားတွေကလည်းရှိနေတာပဲလေဟုတ်ရဲ့လားဒါစဉ်းစားနေရရှိတယ်နော်ဒကာကြီးမိုင်များအခုမြေကြီးကပဲမြင့်လာသလားတောင်ကြီးကပဲနှိမ့်သွားလားဖြစ်เสียရှိတာကတော့မြေကြီးကမြင့်လာတာဖြစ်ဖို့ပဲများပါတယ်ဟုတ်ရဲ့လားအဲ့တော့တောင်ကြီးကဘာဖြစ်သွားတော့နှိမ့်သွားတယ်နော်တောင်ကြီးနှိမ့်သွားတယ်အဲ့ဒီမှာကတ္တဗမြတ်စွာဘုရားလည်းအခုမရှိတော့ဘူးလက်ဝဲရလက်ရရနေလည်းမရှိတော့ဘူးဒီတောင်ကြီးရဲ့နာမည်လည်းပျောက်သွားပြီသုတ်ပိယမျိုးနွယ်စုတွေလည်းတရားမှမရှိတော့ဘူးလောကကြီးအကုန်လုံးပြောင်းလဲသွားပြီအဲ့ဒါလိုနဲ့နှစ်ကာလပြိစ္ဆေဒကြားလာတော့ဟောအခုဂေါတမဗုဒ္ဓဆိုပြီးတော့ငါဘုရားပွင့်လာပြန်နေတဲ့ပွင့်လာတော့လက်ရတဲ့လက်ဝဲရပြီးတယ်လို့သိပါတယ်ရှင်သာရိပုတ္တရာရှင်မမောက္ကလံအဲ့ဒီတော့ကသုတ်ပိယဆိုရင်သုပတ္တဆိုတဲ့တောင်ကြီးကအခုဝေပုံလလို့နာမည်တစ်မျိုးရလာပြန်နေတဲ့အခုခေတ်လူတွေရဲ့မျိုးနွယ်စုကိုတော့မာဂတကလူမျိုးလို့ခေါ်တယ်တဲ့မကဒါပေါ့နော်တခါကြီးမှအများအဲ့ဒီလူတွေရဲ့တက်တန်းကနှစ်ပေါင်း100အများကြီးဆုပ်ယုပ်သွားတယ်တောင်ကြီးကလည်းအများကြီးကိုနှိမ့်သွားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝေပုံလတောင်ထိပ်ကိုရောက်ချင်တမဟုတ်နဲ့ရောက်နိုင်တယ်တမဟုတ်နဲ့ပြန်ပြီးတော့ဆင်းနိုင်တယ်ခဏလေးရောက်နိုင်တယ်ခဏလေးဆင်းနိုင်တယ်မြေကြီးတွေအများကြီးမြင့်သွားပြီဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကတ္တဗမြတ်စွာဘုရားနဲ့ဂေါတမမြတ်စွာဘုရားဂျာကာလဟာအလွန်ကြာမြင့်ခဲ့မယ်လို့လည်းပဲတမျိုးစဉ်းစားတရားရှိတာပေါ့ဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားကဘာဆက်ပြောလို့ဆိုတော့ငါဘုရားလည်းပြိဋိဘံဆံလိုက်အောင်မယ်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလံတို့လည်းပြိဋိဘံဆံပြီးတော့လောကကြီးကကွယ်ပြောက်သွားလိမ့်မယ်ဟောဒီဝေပုံလဆိုတဲ့နာမည်လည်းကွယ်ပြောက်သွားလိမ့်မယ်ဒီမာဂရကလူမျိုးတွေအကုန်လုံးလည်းသိဆုံးသွားလိမ့်မယ်ကွယ်ပြောက်သွားလိမ့်မယ်တဲ့ဟိုအိန္ဒိယမှာအဲ့ဒီဝေပုံလဆိုတဲ့နာမည်ရှိသေးသလားတော့မသိဘူးကျွတ်လို့လည်းမရောက်ဘူးဟုတ်လားအဲ့တော့ပေးတဲ့ပေါင်းတော်တို့အခုဘုရားပြိဋိဘံဆံခဲ့ပြီမရှိတော့ဒါပေမဲ့ဆုံးမခဲ့တဲ့အဆုံးအမတွေတော့တရားဓမ္မတို့ဦးဇင်းတို့ကန်ထူးလွန်းလို့တွေးခွင့်ကြုံခွင့်လေ့လာခွင့်မှတ်သားခွင့်စဉ်းစားခွင့်ဆင်ခြင်ခွင့်မရဘူးလားရတယ်ဒါပေမဲ့အဲ့ဒါတွေကတော့အခုဘာမှမရှိတော့ဘူးအဲ့ဒီမရှိတော့ဘူးဆိုတာကိုပြောရင်နဲ့မြတ်စွာဘုရားကသင်္ကတတရားတွေဟာအဲ့ဒါလိုမမြဲတဲ့သဘောရှိတယ်မခိုင်မာတဲ့သဘောရှိတယ်မသက်သာတဲ့သဘောရှိတယ်ဒါကြောင့်ဒီသင်္ကတတရားတွေရဲ့ပုံမှာညီးငွေ့တဲ့စိတ်ကိုဖြစ်အောင်ကြိုးစားရမယ်ဒီသင်္ကတတရားတွေရဲ့ပုံမှာတွေ့တာမဲ့မောတဲ့စိတ်ကိုဖြောင်းနိုင်အောင်ကြိုးစားရမယ်ဆွလန်းမှုကင်းအောင်ကျင့်ရမယ်လို့မြတ်စွာဘုရားကဏီကုန်းကျုပ်မှာအဲ့ဒီစကားလေးကတော့အမြဲတမ်းထည့်ပြောတယ်ဟုတ်ရဲ့လားအဲ့တော့အဲ့ဒါကဦးဇင်းတို့ဝေပုံလပပ္ပဒသုတ်တံရဲ့အနှစ်ချုပ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ဒီသုတ်တံကိုအမိပြုပြီးတော့စဉ်းစားရမှာကလောကကြီးဟာအမြဲတမ်းအချိန်နဲ့အမျှပြောင်းလဲနေတာပြောင်းလဲနေတယ်ဆိုတာလေကုံဆုံးလိုက်နေတယ်ပြီးဆုံးလိုက်နေတယ်ပျက်စီးလိုက်နေတယ်ချုပ်ပြောက်လိုက်နေတယ်ဆိုရင်ပို့မမှန်ဘူးလားမှန်တယ်နော်ဟိုအခုခဏဟာခုနခဏကတော့မနုပြတော့ဘူးခုနခဏမရှိတော့ဘူးခုနခဏစရေးပြီးတော့မှတေဆုံးပြီးတော့မှပျက်စီးပြီးတော့မှအခုခဏနဲ့ရက်တည်ရတာဒါပေမဲ့အခုခဏဆိုတာကဘယ်လောက်ကြာတော့ဘယ်လောက်မှမကြာဘူးသူလည်းပြီးသွားတယ်နောက်ထပ်ခဏကဆက်ပြီးတော့အစားထိုးတယ်ဘဝဆိုတာအစ်နဲ့အမြဲတမ်းရက်တည်နေရတာဟုတ်တယ်နော်အဲ့လောက်ထိဉာဏ်ဆန်းသိနိုင်ရင်တော့ဉာဏ်ပညာမကြီးပြီဘူးလားကြီးပဲဒါပေမဲ့အဲ့လောက်ထိဉာဏ်ပညာဖြစ်အောင်လုပ်တဲ့အချိန်လဲလုပ်ရမယ်ဂျာကာလတွေမှာလည်းပဲဉာဏ်ပညာကိုနှိုးဆွတဲ့အနေနဲ့တဘာဝတရားတွေဟာအကုန်လုံးပြောင်းလဲနေတာနော်အကုန်လုံးပြောင်းလဲနေတာဆိုတာနားလည်ဖို့မလိုဘူးလားလိုတယ်ဦးဇင်းတို့ဆရာကြီးနန္ဒသိန်းစံရေးထားတဲ့မနေ့ဖြန်များကိုဖြတ်တန်းနေတော့စိတ်ကူးများဆိုတဲ့စာအုပ်လုပ်ရှိတယ်ဟုတ်လားအဲ့ဒီထဲမှာခေတ်ဆက်လူသားတွေဟာမျိုးတွေအမျိုးတိဆောက်ခဲ့တယ်နောက်ထပ်မျိုးနွယ်စုတကယ်ကဝင်ရောက်တိုက်ခိုက်ဖြစ်စည်းတယ်ပျက်စီးပြန်တယ်တခါသူတို့ကအဲ့ဒီမျိုးကိုအကြီးအကဲလုပ်ပြီးတော့အကြီးကြီးဖြစ်အောင်တိဆောက်ပြန်တယ်နောက်လူတွေကဖြစ်စည်းပြန်တယ်တချို့အုပ်တွေဆိုလို့ရှိရင်ဦးဇင်းကောင်းတော့မမှတ်မိဘူးနော်ပေပေါင်းများစွာချီတဲ့အုပ်ကြီးတွေရှိတယ်အခုလည်းရှိတယ်လို့ပြောတယ်နော်ကမ္ဘာမှာယဉ်ကျေးမှုအမျိုးမျိုးရှိတာပဲအဲ့ဒါတွေအကုန်လုံးကိုလေ့လာကြည့်တဲ့အခါကျတော့ဘာတွေ့ရတော့ဆိုတော့နော်တိဆောက်ကြတယ်ဖြိုပြက်သွားတယ်တိဆောက်ကြတယ်ဖြိုပြက်သွားတယ်ဉာဏ်သာကြီးမယ်ဆိုရင်တော့ဒါဟာပြင်းစရာကိစ္စဆိုတာအဖြေပေါ်လာတယ်
နော်ဒီတိုင်းရက်တည်နေတာမှမဟုတ်ပဲနဲ့တိဆောက်သွားတယ်ပြိုပြက်သွားတယ်ဒါလောကရဲ့အမှန်တရားပဲမဟုတ်လားအဲ့ဒီအချက်ကိုပေါ်လွင်ထင်ရှားအောင်ဒကာဓမ္မတို့ဦးဇင်းတို့စဉ်းစားရမှာနှလုံးသွင်းရမှာဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဝေပုံလပပ္ပရသုတ်တံဆိုတာဒါဘဟုတုတပြောပြတာပါနော်အဲ့တော့ဒီကနေ့တရားဟောခြင်းရဲ့အဓိကရည်ရွယ်ချက်ကတဘာဝတရားအလုံးတို့သည်သင်္ခတတရားသာမှတ်မဲ့ဆိုရင်ဘာဖြစ်သွားတော့ပျက်စီးသွားကြတယ်ပြောင်းလဲသွားကြတယ်လောကမှာမပျက်စီးတဲ့တရားဆိုတာနိဗ္ဗာန်ချမ်းသာပဲရှိတယ်တနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တဲ့ပါရမီကုသိုလ်ကောင်းမှုတစ်ခုပဲရှိတယ်လို့ဏိဒန်းတော်ကဂါထာ၃ခုထဲမှာအလဲဂါထာဖြင့်ဦးဇင်းမပြောခဲ့ဘူးလားပြောခဲ့တယ်အရာအလုံးပျက်စီးသွားတယ်ဒါပေမဲ့နိဗ္ဗာန်ချမ်းသာကိုရဖို့တဲ့ရည်ရွယ်ပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကတော့မပျက်စီးကြဘူးမပျက်စီးတဲ့တရားဆိုလို့အဲ့ဒီတစ်ခုပဲရှိတယ်လို့ဒါလေးကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ကြေကြေပြန့်ပြန့်ဒါပုံဖော်ကြည့်ရပါဟုတ်ရဲ့လားဒါကြောင့်ဒီကနေ့မဟာသုဒ္ဓနာသုတ်တံအပါဝင်တရားစကားတွေကိုပိဋကပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရတယ်အနိစ္စအချက်ကိုစိတ်ထဲမှာရှင်းရှင်းလင်းလင်းသိတဲ့သိပြီးတော့မဉ္ဇဉ်ဘုံဉ္ဇဉ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ရအောင်နော်ဦးဇင်းတရားဟောတာတနာရီနဲ့10မိနစ်ရှိသွားဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓလူပဝေနတရာဒုက္ခိဟွန်တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မလူပဝေနတရာဒုက္ခိဟွန်တုတိဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာလူပဝေနတရာဒုက္ခိဟွန်တုတိဒီတုမကသင်တရားနာပိသပေါင်းတော်အောင်တို့သာထာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းဆိုအားမသွေဖြစ်တော်မူကြပါစေတည်းသာဝဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနတ်ပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းဓမ္မဗုဒ္ဓလူဘဝေနခေင္ဃဝါလူသေးစုမကပွင့်တော်မူကြတယ်ဆိုသောဓမ္မဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မလူဘဝေနမေလီနံဖူလီရန်နိဗ္ဗာန်ပရိယေဆိုသောစေရန်တော်တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာလူဘဝေနမဂ္ဂထံလေးရောက်ပရထံလေးရောက်ဆိုသောရှေယတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူရတဲ့တပုဒ္ဓိသံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေကမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းသုခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း